ရှေးရှေးတုန်းကကျေးရွာလေးတစ်ရွာမှာလယ်သမားမောင်နှံတစုံနေထိုင်ကြပါတယ်။သူတို့အိမ်နောက်ခြံလေးမှာငန်းလေးတစ်ကောင်ကိုမွေးထားပြီးအဲ့ဒီငန်းလေးဟာနေတိုင်းမနက်တိုင်းအန်ဩစရာရွှေဥတစ်လုံးဥထားပေးပါတယ်။ရွှေဥရောင်းရလို့သူတို့ဘဝကတဖြည်းဖြည်းပိုကောင်းလာပါတယ်။ချမ်းသာလာကြပါတယ်။ဒါပေမဲ့လောဘစိတ်ဝင်လာပြီးငန်းအတွင်းမှာရွှေအများကြီးရှိမယ်လို့ထင်မိကြပါတယ်။နောက်ဆုံးတော့ငန်းကိုတတ်လိုက်ပေမဲ့ရွှေဘာမှမတွေ့ပါဘူး။ငန်းလေးလည်းတည်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာမှလောဘကြောင့်အားလုံးဆုံးရှုံးလိုက်ရပြီဆိုတာနားလည်လာကြပါတယ်။သင်ခန်းစာလောဘကြီးရင်ရှိပြီးသားအရာကိုပါဆုံးရှုံးရနိုင်ပါတယ်။နောက်ထပ်ဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့ပုံပြင်လေးတွေတင်ပေးမလဲဆိုတာသိရဖို့ like follow subscribe လေးလုပ်ထားဖို့မမေ့နိုင်နော်